မင်္ဂလာပါရှင်ဒီနေ့ကတော့အခန်း1မှာပါတဲ့နင်းကန်တော့စုံကန်တို့ဂျီလစ်ဇွတ်ဆိုတဲ့အခန်းလေးကိုစပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခေါင်းစဉ်လေးအနေနဲ့ဆိုလို့ရှိရင်နံပါတ်1အနေနဲ့နင်းကန်လိကိုင်တို့စုံကန်ဆိုတဲ့ခေါင်းစဉ်နဲ့သင်ရမှာပါဒီစာအုပ်မှာဆိုလို့ရှိရင်သူကပထမဆုံး keyword တွေကိုပေးထားပါတယ်keyword ဆိုတာကဒီအခန်းမှာသင်ရမယ့်အဓိက main စကားလုံးလေးတွေပေါ့နော်ဒီဟာလေးတွေဖြစ်ပါတယ်သူကနင်းကန်တော့စုံကန်နဲ့ပတ်သက်တာသင်ရမယ်ပြီးရင်ဂျီလစ်ဇွတ်တို့ဂျီလစ်ဇွတ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီအခန်းမှာသင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီစာအုပ်မှာဒီမှာဘေးလေးမှာ star လေးတွေပြထားတာရှိပါတယ် star က3ခုရှိပါတယ်သူ့ရဲ့မှာစမေးပွဲမှာမေးတဲ့နှုံအလိုက် star ပြထားတာပါ star 3ခုဆိုလို့ရှိရင်တော့စမေးမှာအမေးအများဆုံး star 2ခုဆိုလို့ရှိရင်တော့အတန်အသင့်မေးတယ်လို့ star 1ခုဆိုရင်တော့မေးတယ်3ခုလောက်ကြီးတော့မများဘူးအဲ့လိုပုံစံမျိုးနဲ့ star လေးတွေပြထားတာရှိပါတယ်ခေါင်းစဉ်အနေနဲ့သွားပါမယ်ပထမဆုံးခေါင်းစဉ်ကနင်းကန်တော့စုံကန်တိုဝဆိုပြီးတော့ဒီနင်းကန်တော့စုံကန်ရဲ့မှာအဓိပ္ပာယ်လေးကိုဖွင့်ပေးထားပါတယ်နင်းကန်တော့စုံကန်တိုဝဆိုတဲ့ခေါင်းစဉ်လေးအဲ့တော့အောက်မှာဆိုလို့ရှိရင်ဒီမှာနင်းကန်တော့စုံကန်ဆိုတာကကြတော့လူသားတွေရဲ့ဂုဏ်သိက္ခာကိုပြောတာပါ keyword ကာလေးကိုပြန်ပြောပြမယ်နော်နင်းကန်တော့စုံကန်ဆိုတာကလူသားတွေရဲ့ဂုဏ်သိက္ခာဂျီလစ်ဇွတ်တို့ဂျီလစ်ဇွတ်ဆိုတာကကြတော့ဒီကိုတိုင်းရက်တည်နိုင်မှုနဲ့ကိုထိမ့်သိမ်းနိုင်မှုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူတို့နဲ့ပတ်သက်ပြီးအကျယ်ချက်ပြီးတော့အောက်မှာဆက်ပြီးတော့ရှင်းပြပေးမယ်အဲ့တော့နင်းကန်တော့စုံကန်တူဝါတဲ့ခိုင်ကိုမာနာဘူးခိုင်ကိုမာနာဘူးဒိုင်းအစ်ပိုတိုရှတဲ့ဆိုတော့ဒီခိုင်ကိုလေ့လာတဲ့ပထမအဆင့်အနေနဲ့နင်းကန်တော့စုံကန်နိဆွေတဲ့မာနာဘူးဆိုတော့ဒီလူသားတွေရဲ့ဂုဏ်သိက္ခာအကြောင်းကိုသင်ယူပြီးတော့စုံကန်ကိုဟိုကြီးစရုတမဲနိအချယောနာခန်းငါရဲ့ခတာကိုလိကန်ရှိမရှော့ဆိုပြီးတော့ပေးထားတယ်အဲ့တော့ဒီဂုံတိတ်ကာကိုထိမ့်သိမ့်မှုအတွက်ဟိုကြီးလုပ်တယ်ဆိုတာထိမ့်သိမ့်မှုအတွက်လိုအပ်တဲ့အတွေးအခေါ်တွေစဉ်းစားပုံစဉ်းစားနည်းတွေကိုနားလည်ထားကြရအောင်လေ့လာကြရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒီအောက်မှာဆိုလို့ရှိရင်ဒီကိုချက်ကူလေးကိုကြည့်ပါမယ်ကိုချက်ကူဆိုတာမှာနင်းကန်တော့စုံကန်ဆိုတာလူသားတွေရဲ့ဂုဏ်သိက္ခာပေါ့နော်အဲ့အကြောင်းလေးကိုအကျယ်ချက်ပြီးပြောပြမှာနင်းကန်တော့စုံကန်တူဝါဆိုတာလူသားတွေရဲ့ဂုဏ်သိက္ခာဆိုတာကတဲ့ဟိတိုကခိုချင်းတိုတဲ့စုံကန်စားတဲ့လူခိုတိုကိုစရှိအဲ့တော့ဒီလူတွေကတယောက်ချင်းစီခိုချင်းတိုတဲ့ဆိုတာကကြတော့တယောက်ချင်းစီကိုပြောတာပါခိုချင်းတိုတဲ့စုံကန်စားတဲ့လူခိုတိုကိုစရှိဆိုတာကလေးစားသတ်မှတ်ခြင်းခံရတာလေးစားသတ်မှတ်ခြင်းခံရတာကိုဆိုလိုတာပါတဲ့နောက်တစ်ခုကဟီတိုပီတိုနောစေကတ်ဟီတိုပီတိုနောစေကတ်နောဤတိုနာမီနီအိုဤတဲ့မေဆာဆုပေကီမိုနိုတိုယူအီမီတဲ့ဆိုပြီးတော့ပေးထားတယ်ဆိုတော့ဒါကကြတော့ဒီလူတွေရဲ့နေထိုင်မှုဘဝစေကဆိုဤတာမီနီအိုဤတဲ့ဆိုလူတွေရဲ့နေထိုင်မှုဘဝအတွင်းမှာမေဆာဆုဘေကီဆိုတာကကြတော့ရီမန်းတင်တဲ့အရာလို့အဓိပ္ပာယ်ရတယ်တဲ့အဲ့ဒါကဘာလို့ပြောလဲဆိုတော့အမဒီငွေကြေးရှိခြင်းမရှိခြင်းပညာတက်ခြင်းမတက်ခြင်းဒါတွေနဲ့မဆိုင်မနဲ့လူသားတယောက်ရေလို့ဖြစ်လာလို့ရှိရင်လူတွေရဲ့နေ့စဉ်နေတိုင်းမှုဘဝမှာရီမန်းတင်တဲ့အရာမျှော်မှန်းတင်တဲ့အရာတစ်ခုဖြစ်ပါတယ်တဲ့ဒါလေးကိုပြောထားတာအဲ့ဒါကိုနောက်တစ်မျိုးနဲ့ဘယ်လိုခေါ်သိလဲဆိုရင်လိနန်တခိခါချီတိုယုခုတုကဒီဂီရုဆိုပြီးတော့ပေးထားတယ်အခြေခံအယူအဆဆိုင်ရာတန်မိုးလို့လည်းပြောလို့ရတယ်တဲ့နော်အခြေခံအယူအဆဆိုင်ရာတန်မိုးလိနန်တခိခါချီလိနန်တခိခါချီလို့လည်းခေါ်ပါတယ်တဲ့အဲ့တော့လူသားတိုင်းလူရလို့ဖြစ်လာလို့ရှိရင်လူရဲ့ဂုဏ်သိက္ခာလူလေးရဲ့နေထိုင်ဘဝအတွင်းမှာကိုရီမန်းတင်တဲ့အရာတစ်ခုထဲမှာလူရဲ့ဂုဏ်သိက္ခာလည်းပါဝင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါကနင်းကန်တော့စုံကန်ရမှာအဓိပ္ပာယ်လေး definition လေးကိုဖွင့်ပြထားတာနောက်တစ်ခုနံပါတ်2အနေနဲ့ဆိုရင်ဂျီလစ်ဇွတ်အဲ့တော့ဖတ်ပုံဖန်နီဟီရာဂနာအနေနဲ့ကတူတယ်ဒါပေမဲ့ခန်းကြီးကမတူဘူးเนาะဆိုတော့ဂျီလစ်ဇွတ်ဆိုတာဘာပြောရလဲဆိုလို့ရှိရင်တော်ဒီမှာဘေးမှာကွင်းဆောက်ကပိတ်ကလေးနဲ့ပြန်ရှင်းပြထားတယ်စေကဆိုဂျီလစ်ဇွတ်ဆိုပြီးတော့ပေးထားတယ်ပေါ့နော်စေကဆိုဂျီလစ်ဇွတ်ဆိုတော့နေ့စဉ်နေ့တိုင်းဘဝမှာကိုခြေထောက်ကိုရက်တည်နိုင်တာမျိုးပြောတာเนาะအဲ့ဒါလေးကိုဆက်ကြည့်မယ်ဆိုနိုဟီတိုနောအီရှိအဲ့ဒီလူရဲ့ဆန္ဒတွေစေခိနဲ့တာဝန်ယူမှုတွေနိမိုတိုစီတဲ့ဆိုတော့အဲ့ဒီပေါ်မှာအခြေခံပြီးတော့
နီးစုကိုလျှော်မေးရှိနီးစုဆိုတာကလိုအပ်ချက်တွေကိုလျှော်မေးရှိဆိုတာဖော်ပြတာလိုအပ်ချက်တွေကိုဖော်ပြနိုင်ခြင်းဖြစ်ပါတယ်တဲ့နော်အဲ့တော့ G list နော်တာချိမဆယ်ကနေ G list ဆိုရင်ကြတော့ तू ကအဲ့ဒီလူရဲ့မှာဆန္ဒတွေတာဝန်ယူမှုအပေါ်တွေကိုအခြေခံပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်နော်နီးစုလိုအပ်ချက်တွေကိုဖော်ပြနိုင်ခြင်းဖြစ်ပါတယ်တဲ့နောက်တစ်ခုကဆမနာစာပြီးစုကိုလျော်してより良い生活を営むことအဲ့တော့ဆမနာစာပြီးစုဆိုတော့အမျိုးမျိုးသောဝန်ဆောင်မှုတွေကိုလျော်してဆိုတော့အသုံးပြုပြီးတော့より良いဆိုတာကပုံမကောင်းမွန်တဲ့生活を営むことဆိုတာကပုံမကောင်းမွန်တဲ့ဘဝပုံမကောင်းမွန်တဲ့နေထိုင်နိုင်ခြင်းကိုဆိုလိုတာပါတဲ့အဲ့တော့ជីလိစွဆိုတာဒီအမျိုးမျိုးသော service တွေကိုအသုံးပြုပြီးတော့ပုံမကောင်းမွန်တဲ့ဘဝပုံမကောင်းမွန်တဲ့နေထိုင်မှုခြင်းကိုဆိုလိုတာဖြစ်ပါတယ်တဲ့နောက်တစ်ခုကជីလိစွရှီယန်နော်ဒီစကားလုံးကအလုံးထဲမှာခဏခဏကြားဖို့မယ်ထင်ပါတယ်နော်ជីလိစွရှီယန်ဆိုတာကကြတော့ဒီជីလိစွဖြစ်ဖို့အတွက်ကူညီပေးတာသူ့ရဲ့အတိတ်ပဲလေးကိုလည်းရှင်းပြပေးထားတယ်စေကစွជីလိစွနောတမယ်နိစေကစွជីလိစွနောတမယ်နိဆိုတော့နေ့စဉ်ဘဝမှာကိုယ်တိုင်ရည်တည်နိုင်ဖို့အတွက်ခိုင်ကောဖကုရှိရှိနာဒိုနီယော်ဒီတေကျော်စာရဲတူရှီယန်နော်ခိုင်ကောဖကုရှိရှိနာဒိုနီယော်ဒီဆိုတာကဒီခိုင်ကောဖကုရှိရှိတွေကပံ့ပိုးပေးတဲ့နော်ပံ့ပိုးပေးတေကျော်စာရဲတူရှီယန်ဆိုတော့ပံ့ပိုးပေးတဲ့အကူအညီကိုဆိုလိုတာဖြစ်ပါတယ်တဲ့နော်အဲ့တော့ဒီជីလိစွရှီယန်ဆိုတာကစေကစွမှာကိုယ့်ဟာကိုရက်တည်နိုင်မှုအတွက်ခိုင်ကောဖကုရှိရှိလိုမျိုးအရာတွေကဒီအကူအညီပေးတဲ့အကူအညီကိုជីလိစွရှီယန်လို့ခေါ်တာဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ជីလိစွပဲဒါမဲ့ခန်းကြီးကမတူဘူးဒီជីလိစွကကြတော့ဘေးမှာဆိုလို့ရှိရင်သူကကွင်းဆောင်ကပိတ်ကလေးနဲ့ဘေးမှာ definition နော်ကွင်းဆောင်ကပိတ်နဲ့မှားသွားတယ်တရားမဟုတ်နော်ဒီမှာဆိုရင်ជីလိစွနော်ဇန်တေးတို့してအမជីလိစွရဲ့မှာဇန်တေးနော်ခုနလေးကအပေါ်မှာရှင်းပြခဲ့တဲ့ជីလိစွဆိုတဲ့ဒီကိုဟာကိုရက်တည်နိုင်တဲ့အကြောင်းအရာပေါ့နော်ကိုဟာကိုရက်တည်နိုင်တယ်ဆိုတဲ့ဟာကိုအခြေခံအနေနဲ့ဇန်တေးတို့してဆိုကြတော့အခြေခံအနေနဲ့တဲ့自分で立てた規範に従って行動するという自分を律する精神ဆိုပြီးတော့ဒီစာကြောင်းကြီးတစ်ခုလုံးရှင်းပြထားတယ်ပေါ့နော်ဆိုတော့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ဒီအပေါ်မှာရှင်းပြခဲ့တဲ့ជីလိစွဆိုတဲ့ဟာကိုជីလိစွဆိုတဲ့ကိုယ်တိုင်ရည်တည်နိုင်မှုဆိုတာကိုအခြေခံထားပြီးတော့တဲ့ကိုယ်တိုင်သတ်မှတ်ထားတဲ့自分で立てたဆိုကိုယ်တိုင်သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းเนาะလိုက်နာဆောင်ရွက်နိုင်တယ်ကိုထိမ့်သိမ်းနိုင်တယ်ဆိုတဲ့ဟာကိုဆိုတဲ့စိတ်ဓာတ်ကိုဆိုလိုခြင်းဖြစ်ပါတယ်တဲ့ဒီជីလိစွကကြတော့เนาะအဲ့တော့အပေါ်မှာပါတဲ့ជីလိစွကကြတော့ကိုရက်တည်နိုင်တာအခုဒီမှာပေးတဲ့ជីလိစွကကြတော့အဲ့ဒီကိုတိုင်ရက်တည်နိုင်တယ်ဆိုတဲ့ဟာကိုအခြေခံပြီးတော့ကိုသတ်မှတ်ထားတဲ့အရာတွေကိုသတ်မှတ်ထားတဲ့စီမင်းတွေကိုလိုက်နာဆောင်ရွက်နိုင်တယ်ကိုထိမ့်သိမ်းနိုင်တဲ့စိတ်ဓာတ်ကိုဆိုလိုတာဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ជីလိစွစေကツဒီជីလိစွစေကツကကြတော့တာရှာကာရာနောအန်ဂျိုဝဥခေရုနိစတေမိုဥခေနိုင်နိစတေမိုဆိုပြီးတော့ပေးထားတယ်ဆိုတော့ဒါကဘာကိုပြောလဲဆိုတော့တာရှာကာရာနောဆိုတော့တခြားလူတွေစီကနေပြီးတော့အကူကြီးရယူသည်ဖြစ်စေမရယူသည်ဖြစ်စေစေကツជីလိစွနောတမယ်နိ自分の行動に責任を負うことဆိုပြီးတော့ပေးတယ်အဲ့တော့ဒီကိုယ့်ရဲ့နေထိုင်မှုဘဝကိုယက်တည်ဖို့အတွက်ကိုတိုင်လောက်ရက်တွေပေါ်မှာတာဝန်ယူနိုင်ခြင်းစိတ်ကီနင်းကိုအိုးခုတ်တော့တာဝန်ယူနိုင်ခြင်းအဲ့တော့တခြားတယောက်စီကနေပြီးတော့ enjoy ယူသည်ဖြစ်စေမယူသည်ဖြစ်စေဒီကိုဘွားရက်တည်နိုင်ပြီးတော့ကိုယ့်ရဲ့လောက်ရက်တွေပေါ်မှာတာဝန်ယူနိုင်ခြင်းကိုជីလိစွစေကစွလို့ခေါ်တယ်တဲ့နော်ဆိုတော့ဒါကဒီជីလိစွစေကစွနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတာအဲ့တော့သူ့မှာ star လေးကတစ်ခုပဲပြထားတာဆိုတော့ဆောင်းမမှာမေးတယ်ဒါမဲ့လို့အမေနေတယ်ပေါ့နော်ဒုတိယတစ်ခုလေးကကြတော့ star တစ်ခုတောင်ပြထားတယ်ဆိုတော့ဒါဒီအမေများတဲ့ထဲမှာပါသွားပြီပေါ့နော်ခုနကထဲဆိုင်နည်းနည်းလေးအမေများတယ်အဲ့တော့ခေါင်းစဉ်လေးကကြတော့နိုင်ငံတော်ဆွမ်းကန်ကိုဆာဆာအဲရုဟိုဆို holy ဆိုပြပေးထားရပေါ့နော်နိုင်ငံတော်ဆွမ်းကန်ဆာဆာအဲရု holy ကကြတော့ဥပဒေမလားနော်လူတွေရဲ့ဂုဏ်သိက္ခာလူသားတွေရဲ့ဂုဏ်သိက္ခာကိုထောက်ပံ့တဲ့ဥပဒေတွေအကြောင်းကိုဒီမှာပြောမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်ဆွမ်းကန်ဤဆိုတဲ့နိုင်ငံတော်ဆွမ်းကန်ဤဆိုတဲ့ဆိုတော့ဒီမှာလူသားတွေရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီးတော့တဲ့နီဝွန်ခိုကူခံဘိုဟာဂျီမဲအဲ့တော့နီဝွန်ခိုကူခံဘိုဆိုတာဂျပန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံကိုအစပြုပြီးတော့ရှုဂျူနောဟိုလီツတဲ့ခိတေဤစားတဲ့တေဤရူတဲ့နော်ဆိုတော့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ဒီ
အမျိုးမျိုးသောဥပဒေတွေပေါ့နော်အမျိုးမျိုးသောဒီမှာရှုနော်ဆိုတာကကြတော့အမျိုးမျိုးသောဆိုတဲ့အဓိပ္ပာယ်ရတယ်နော်ရှုကျုပေါ့နော်ရှုနော် holy ဆိုတော့အမျိုးမျိုးသောဒီဥပဒေတွေကိုသတ်မှတ်ထားပါတယ်ဆိုပြီးတော့ပြောထားပါတယ်အဲ့တော့ဒီဂျပန်နိုင်ငံရဲ့အခြေခံဥပဒေကိုအစပြုပြီးတော့အမျိုးမျိုးသောဥပဒေနဲ့လူသားတွေရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားပါတယ်တဲ့နောက်တစ်ကြောင်းကကြတော့ဒီအိုမိုနာဟိုလီツနီရှီမဲစာတဲ့တေယူနိုင်ငံတော်ဆောင်ကန်ဒီဆိုတဲ့လိကန်ရှိမှာရှော့တဲ့အဲ့တော့အိုမိုနာဆိုအဓိကကြာတာကိုပြောတာအဓိကကြာတဲ့ဒီဥပဒေတွေဟိုလီツနဲ့နော်ဥပဒေတွေမှာဖော်ပြထားတဲ့နိုင်ငံတော်ဆောင်ကန်ဆိုလူသားတွေရဲ့ဂုဏ်သိက္ခာတွေကိုနားလည်ကြရအောင်နားလည်အောင်လုပ်ကြရအောင်ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့အောက်ကခိုချက်ကူဆိုတာလေးကိုဆက်ပြီးတော့ကြည့်မယ်ဒီမှာဥပဒေနဲ့ပတ်သက်ပြီးတော့အဓိကကြားတဲ့ဥပဒေအကြောင်းတွေကိုရှင်းပြမှာအဲ့ဒါလေးတွေကိုနားလည်အောင်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အနေနဲ့ကကြတော့နီဝွန်ခိုကူခံပိုဒေနောခိတေဤဆိုတဲ့ခေါင်းစဉ်နဲ့ပေးထားတာပါအဲ့တော့ thank you ယခုယွန်ဂျူရခုနော်ရှောဝါနိဂျူအီချီပေါ့နော်ရှောဝါနိဂျူအီချီနန်နီကိုဖူစာရတနီဝွန်ခိုကူခံပိုဒေဝဆိုပြီးတော့ပေးထားတယ်အဲ့တော့ဒီစာကြောင်းကြီးတစ်ခုလုံးကကြတော့သူကဒီ1946ခုနှစ်ပေါ့နော်ဂျပန်နှစ်နဲ့ဆိုလို့ရှိရင်တော့ရှောဝါ21နှစ်ပေါ့နော်ဆိုတော့အဲ့ဒီမှာထုတ်ပြန်ခဲ့တဲ့နော်ဟိုဖူစာတဲ့တာဆိုထုတ်ပြန်ခဲ့တဲ့ဂျပန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုလို့ရှိရင်တဲ့基本的人権の尊重に関する国民の権利と国の義務について規定しているဆိုပြီးတော့ဒီထီအောင်ပေးထားရပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင်အခြေခံလူအခွင့်အရေးကိုလေးစားခြင်း基本的人權の尊重ဆိုတာကအခြေခံလူအခွင့်အရေးကိုလေးစားခြင်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့တဲ့ပြည်သူတွေရဲ့အခွင့်အရေးတွေနဲ့နော်ခုမင်းတော့နဲ့ခုမင်းတော့ခန်းလီဆိုတာကပြည်သူတွေရဲ့အခွင့်အရေးကိုပြောတာပြည်သူတွေရဲ့အခွင့်အရေးတွေနဲ့နိုင်ငံတော်ရဲ့တာဝန်တွေကိုသတ်မှတ်ဖော်ပြထားပါတယ်တဲ့အဲ့တော့1946ခုနှစ်မှာထုတ်ခဲ့တဲ့ဒီဂျပန်နိုင်ငံရဲ့မှာအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုလို့ရှိရင်နိုင်ငံရဲ့တာဝန်တွေပြီးရင်ဒီပြည်သူလူထုတွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတယ်ထုတ်ပြန်ထားပါတယ်ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့အဲ့ဒီအကြောင်းလေးကိုအောက်မှာဆက်ပြီးတော့လေ့လာကြမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ပထမတစ်ခုကနီယွန်ကိုကူခံပိုးဆိုပြီးခေါင်းစဉ်လေးဒီမှာနော်နီယွန်ကိုကူခံပိုးဆိုပြီးခေါင်းစဉ်လေးရှိတယ်အဲ့တော့ဒီခေါင်းစဉ်လေးမှာဆိုလို့ရှိရင်သူကအောက်မှာဒိုင်နီဂျူကိုဂျော်ဒိုင်အီခိုဆိုပြီးပေးထားရနော်ဒိုင်နီဂျူကိုဂျော်ဒိုင်အီခိုဆိုပြီးပေးထားတယ်ဆိုတော့ဒါကကြတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့နံပါတ်စဉ်တွေပေါ့နော်ဖွဲ့စည်းပုံအခြေခံဥပဒေအမှတ်25မှာ25အပိုက်ခွဲ1အဲ့လိုမျိုးတွေရှိတယ်လေဆိုတော့အဲ့ဒီဟာဟိုပြောတာနော်အဲ့တော့အမှတ်25ပေါ့ကွယ်သူတို့ရဲ့အခန်း25မှာရှိတဲ့အမှအပိုက်1တို့2တို့အဲ့လိုမျိုးတွေနော်ဆိုတော့အဲ့ဒီ1မှာဆိုလို့ရှိရင်တဲ့သူကစူဘဲတေကိုကူမင်းဝနိုင်ငံသားတွေအားလုံးကတဲ့ခန်းခိုးတဲ့ဘုံခါတကိနာ最低限度の生活を営む権利を有するဆိုပြီးပေးထားတယ်ဆိုတော့ဒါကဘာပြောရလဲဆိုလို့ရှိရင်ဒီကျမ်းမာပြီးတော့ယဉ်ကျေးမှုရှိတဲ့ဘုံကတကိနာဆိုတာယဉ်ကျေးမှုရှိတဲ့အ ਨੇ ဆုံးအဆင့်ရှိတဲ့ဘဝကိုနေထိုင်နိုင်ခွင့်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါကိုတနည်းအားဖြင့်ပြောရလို့ရှိရင်စေဆုံးခံလို့ပြောတယ်ဒါလေးကမေးခွန်းထဲမှာမေးတယ်နော်မေးခွန်းထွက်တယ်နော်အဲ့တော့ဒါကစေဆုံးခံဆိုတဲ့စကားလုံးကဒီမှာတော့ तू ကအနီနဲ့ပေးမထားပေမဲ့ဒါလေးကိုမှတ်ထားပေးနော်စေဆုံးခံဆိုတာကအသက်ရှင်နေထိုင်ခွင့်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါကဒီတစ်ခုတည်းတွဲမှတ်ရမှာမဟုတ်ဘဲနဲ့ရှေ့မှာပါတဲ့ဒီအခန်း25ဆိုတဲ့ဟာပေါ့နော်အမဒိုင်နီဂျူနော်ဒိုင်နီဂျူကိုဂျော်ဒိုင်အီခိုဆိုတဲ့ဟာနဲ့ဒီဟာလေးနဲ့တွဲပြီးတော့မှတ်ဒီဟာရဲ့စေဆုံးခံရဲ့ဒီနှစ်ခုကိုတွဲပြီးတော့မှတ်နော်ဆိုတော့ဒီအခန်းအခန်း25ပိုက်ခွဲတစ်ပဲထားပါတော့အဲ့မှာဆိုလို့ရှိရင်ဒီလိုမျိုးပြောထားတယ်ဆိုတာမျိုးအဲ့တော့နိုင်ငံသားအားလုံးကကျမ်းမာပြီးတော့ယဉ်ကျေးမှုရှိတဲ့အနှိမ့်ဆုံးအဆင့်ပေါ့နော်အနှိမ့်ဆုံးအဆင့်ဘွားရဲ့နေထိုင်ပိုင်ခွင့်ရှိတယ်အသက်ရှင်ခွင့်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့ဒီမှာစေဆုံးခံဆိုတဲ့မြန်မာလိုကလည်းအသက်ရှင်နေထိုင်ခွင့်ဆိုတဲ့အဓိပ္ပာယ်ရတယ်เนาะโอเคအဲ့ပြီးနောက်တစ်ခုကကြတော့ဒိုင်နိခိုးမှာကဘာကိုပြောထားလဲဆိုလို့ရှိရင်ခုနီဝါတဲ့စုဘဲတဲ့တော့စေကတ်ဆိုဘုံဘူမန်နီဆွေတဲ့ရှက်ကိုင်းဖူကူရှိရှက်ကိုင်းဟိုရှောအိုယောဘီခိုးရှူအေဆန်နော်ခိုးကျော်အိုယောဘီဇိုးရှင်နိစတိုမဲနောက်ကြရပါနာရာနိုင်ဆိုပြီးပေးထားတယ်ဆိုတော့ဒီတစ်ကြောင်းလုံးကြီးကဘာကိုပြောလဲဆိုရင် तू ကဒီမှာခုနီဝါဆိုတော့တိုင်းပြည်ကတဲ့ဒီကကြတော့ဒီလူတွေရဲ့ဘဝရဲ့အခြေအနေအားလုံးเนาะစုပဲတဲ့ဆိုတော့အခြေအနေအားလုံးအတွက်တဲ့ဒီမှာ
ခိုင်ကောရှာကိုင်းဖကူရှိဆိုလူမှုဘဝကြီးပေါ့နော်လူမှုဖူလုံရေးတွေပြီးလို့ရှိရင်လူမှုအာမခံနဲ့ပြည်သူကျန်းမာရေးเนาะပြည်သူကျန်းမာရေးတိုးတက်ကောင်းမွန်လာစေဖို့အတွက်မကြိုးစားလို့မရဘူးကြိုးစားဆောင်ရွက်ရမယ်ဆိုပြီးတော့ဒါကတော့နိုင်ငံတော်အတွက်ကိုပေးထားတာပေါ့နော်နိုင်ငံတော်ကဒီလူတွေရဲ့ဘဝအခြေအနေအားလုံးအတွက်လူမှုဖူလုံရေးတွေပြီးလူမှုအာမခံတွေပြီးလို့ရှိရင်ပြည်သူ့ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက်မဖြစ်မနေကိုကြိုးစားရမယ်မကြိုးစားလို့မရဘူးဆိုပြီးတော့ပေးထားတာเนาะဒါကတော့နိုင်ငံအတွက်အဲ့တော့မှတ်ရမှာကတော့အပေါ်ဟာလေးကရေးကြည့်ရနော်နောက်တစ်ခုနံပါတ်2အနေနဲ့ဆိုလို့ရှိရင်ကြတော့ရှာကိုင်းဖူကူရှီဟိုဒဲနော်ခိတေယီဆိုတဲ့ခေါင်းစဉ်လေးပေါ့နော်သူလက်မှာဆိုလို့ရှိရင်ရှာကိုင်းဖူကူရှီဟိုဒဲဝဖူကူရှီစားပြီးဆိုတော့လီယောရှာနီတိုင်ဆူရုပေါ့နော်စားပြီးဆိုတော့လီယောရှာနီတိုင်ဆူရုခိုချင်းနော်စုံကန်နော်ဟိုချီနီဆွီတဲ့စုကိနော်ယောနီခိတေရှ်တဲ့ဤရုဆိုပြီးတော့ပေးထားတယ်ဆိုတော့ဒါကဘာပြောလဲဆိုတော့ခိုင်ကောဖူကူရှီဟိုမှာဆိုလို့ရှိရင်တဲ့ဒီဖူကူရှီဝန်ဆောင်မှုအသုံးပြုတဲ့သူတွေပေါ့နော်လီယောရှာနီတိုင်ဆိုလို့ဆိုဖူကူရှီဝန်ဆောင်မှုအသုံးပြုတဲ့သူတွေရဲ့ဒီပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကိုချင်းတော့စွန်ချောဆိုတာကလေပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာတွေကိုထိမ့်သိမ်းရမှာထိမ့်သိမ်းတာနဲ့ပတ်သက်ပြီးတော့အောက်ကအတိုင်းသတ်မှတ်ထားပါတယ်အောက်ပါအတိုင်းသတ်မှတ်ထားပါတယ်ဆိုတဲ့အဓိပ္ပာယ်เนาะဆိုတော့ခိုင်ကောဖူကူရှီဟိုပေါ့နော်ခိုင်ကောဖူကူရှီဟိုမှာဆိုလို့ရှိရင်ဒီခိုင်ကောဖူကူရှီတွေကိုအသုံးပြုတဲ့သူတွေအတွက်เนาะပတ်သက်ပြီးတော့အောက်ကအတိုင်းသတ်မှတ်ထားပါတယ်တဲ့ဥပဒေတွေကိုအဲ့တော့အောက်ကတစ်ခုကိုသွားပြီးကြည့်မယ်ရှာကိုင်းဖူကူရှီဟိုဒိုင်ဆန်ဂျောเนาะရှာကိုင်းဖူကူရှီဟိုမှာပါတဲ့ဒိုင်ဆန်ဂျောမှာဆိုလို့ရှိရင်ဖူကူရှီစားပြီးဆိုတာတဲ့နော်ဒီဖူကူရှီဝန်ဆောင်မှုတွေပေါ့ဖူကူရှီဝန်ဆောင်မှုတွေကခိုချင်းစွန်ကန်တော့ဟိုကြီးကိုဆိုတော့လူတူးချင်းစီရဲ့ဂုံတိတ်ခါကိုဟိုကြီးကိုဂုံတိတ်ခါကိုထိမ့်သိမ့်မှုအတွက်ဗာလဲမူနဲ့တို့ရှိဆိုတာကအခြေခံရည်ရွယ်ချက်အဖြစ်ထားပါတယ်တဲ့နော်အဲ့တော့လူတယောက်ချင်းစီလူတူးချင်းစီရဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်ဖို့အတွက်အခြေခံရည်ရွယ်ထားတဲ့အခြေခံအဖြစ်ရည်ရွယ်ထားတယ်เนาะအခြေခံအချက်အဖြစ်ရည်ရွယ်ထားတယ်ဆိုတော့နိုင်ရောကအဲ့ဒီအကြောင်းအရာအတွေကတဲ့ဖူကူရှီစားပြီးဆိုတော့လီယောရှာကရှင်းတိုမိုနီစုခိုယာကာနီအီကူဆေးစားတယ်ဆိုပြီးပေးထားတယ်အဲ့ဒီဝန်ဆောင်မှုရဲ့အကြောင်းအရာတွေကတဲ့သူကအသုံးပြုတဲ့သူရဲ့ကိုယ်နဲ့စိတ်ရှင်းဆိုတာကကိုယ်နဲ့စိတ်ကိုပြောတာကိုယ်နဲ့စိတ်เนาะတိုမိုနီဆိုတာနှစ်ခုလုံးမှာစုခိုယာကာနီအီကူဆေးဆိုတော့ကျမ်းမာစွာဖွံ့ဖြိုးနိုင်မှုဖြစ်ရမယ်နော်အဲ့တော့ဒီကောင်သုံးတဲ့သူတွေကကိုရောစိတ်ရောနှစ်ခုလုံးမှာကျမ်းမာစွာဖွံ့ဖြိုးနိုင်မှုဖြစ်ရမယ်တဲ့မတာဝါဆိုတော့ကြတော့ဒါမှမဟုတ်လို့ရှိရင်လည်းပဲမတာဝါဆိုနိုယူဆူရူနိုလီယကူနီအိုဂျီဂျီလစ်ဆူရှိတာနိချီချောစေကဆိုဤဒိုနာမကိုတိုကဒေဂီရူယောနီရှီယန်ဆူရူမိုနိုတိုရှ်တဲ့ဆိုတဲ့နည်းလေးကိုဖြတ်လိုက်မယ်နော်ဆိုတော့ဒါကဘာပြောလဲဆိုလို့ရှိရင်နမမဟုတ်လို့ရှိရင်လည်းပဲဒီမှာကို့မှာရှိတဲ့နိုလီယကူဆိုစွမ်းရည်တွေအလိုက်နိုးလျော်ကူနီအိုဂျီဆိုတာကကြစွမ်းရည်တွေအလိုက်နော်ဂျီလီဆိုရှတာနိချီကျော်စေကဆိုနေ့စဉ်ဘဝကိုနေထိုင်မှုအတွက်ပံ့ပိုးကူညီပေးရမှာဖြစ်ပါတယ်တဲ့နော်အဲ့တော့အပေါ်မှာတော့ကြတော့ဒီဖူကူရှီတွေကိုတုံးတဲ့သူတွေကစိတ်ရောခန္ဓာကိုယ်ရောနှစ်ခုလုံးကကြမ်းကြမ်းမာမာနဲ့ဖွံ့ဖြိုးနိုင်မှုဖြစ်ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူတို့မှာရှိနေတဲ့စွမ်းရည်နော်နိုးလျော်ကူဆိုတော့ကြတော့စွမ်းရည်ကိုလိုက်ပြီးတော့ကိုရက်တည်နိုင်တဲ့နေ့စဉ်ဘဝကိုနေထိုင်မှုပံ့ပိုးကူညီပေးရမှာဖြစ်ပါတယ်လို့ပြောထားတာနောက်ဆုံးတစ်ကြောင်းလေးကကြတော့လီယိုရှိတုကတ်စုတက်ခိစစနာမိုနိုဒေနာခဲ့ပါနာရနိုင်ပေါ့နော်လီယိုရှိတုကတ်စုတက်ခိစစနာမိုနိုနော်လီယိုကတ်စုဆိုတာကကြတော့အရေးသွေးကောင်းမွန်တာကိုပြောတာsorry ကတ်စုလို့မပြောလိုက်လားမသိဘူးနော်ရှိတုနော်လီယိုရှိတုဆိုတာကကြတော့လီယိုကကောင်းမွန်တော့လေရှိတုကအရေးသွေးဆိုတော့ကောင်းမွန်တဲ့အရေးသွေးကတ်စုဆိုတာကကြတော့plus အနေနဲ့เนาะနောက်ထပ်အနေနဲ့တက်ခိစစနာမိုနိုဆိုတော့တင့်လျော်တဲ့ဝန်ဆောင်မှုဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့အည်သွေးလည်းကောင်းမွန်ရမယ်တင့်လျော်တဲ့တက်ခိစစနာတင့်လျော်တဲ့ဝန်ဆောင်မှုလည်းဖြစ်ရမယ်မဖြစ်လို့မရဘူးဆိုပြီးတော့ဒါဒီဗာလဲရှာကိုင်းဖူကူရှီဟိုးမှာဖော်ပြထားတဲ့ဟာเนาะရှာကိုင်းဖူကူရှီဟိုးမှာဆိုရင်ဒီအချက်လက်တွေကိုဖော်ပြထားတယ်အဲ့တော့ရှာကိုင်းဖူကူရှီဟိုးလို့ခေါ်တဲ့ရှာကိုင်းဖူကူရှီဥပဒေမှာဆိုလို့ရှိရင်ဒီဥပဒေရှိတယ်ပေါ့เนาะအဲ့ဒါကိုပြောတာโอเคじゃနောက်တစ်ခုကကြတော့ဒီနံပါတ်3လေးကိုသွားမယ်ပေါ့နော်နံပါတ်3မှာဆိုလို့ရှိရင်ကြတော့အမတို့ဒီခိုင်ကိုဟိုကန်ဟိုတယ်နော်ကိတေးဆိုပြီးတော့ပေးထားတယ်ခိုင်ကိုဟိုကန်ဟိုတယ်နော်ကိတေးဆိုတော့ခိုင်ကိုအကြောင်းပါလာပြီနော်အဲ့တော့ခိုင်ကိုဟိုကန်ဟိုတယ်ဝါယောခိုင်ကို
ယောခိုက်ကောရှာတိုကနော်ယောခိုက်ကောရှာတိုဆိုတာကလေဒီခိုက်ကောလိုအပ်တဲ့သူတွေကိုပြောတာနော်ယောခိုက်ကောဆိုခိုက်ကောလိုအပ်တဲ့သူတွေကိုပြောတာအဲ့တော့ခိုက်ကောဟိုခံဟိုမှာဆိုလို့ရှိရင်ဒီခိုက်ကောလိုအပ်တဲ့သူတွေကတဲ့ခိုက်ကောလိုအပ်တဲ့သူတွေကစုံငံအိုဟိုကြီးရှိနာငါရာချီလီသစေကဆိုဤတိုနာမဲရူယောဆိုပြီးပေးတာတဲ့ဆိုတော့ဒီမိမိရဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်ထားပြီးတော့ကိုယ်တိုင်ရက်တည်နိုင်တဲ့ဘဝကိုနေထိုင်နိုင်ဖို့ပြီးလို့ရှိရင်ခိုက်ကိုဟိုကန်စေးတို့ကမိုးခဲရတဲ့တက်ခုတို့ကမဲခီစားတဲ့ဤရုတဲ့ဆိုတော့ဒီမှာခိုက်ကိုဟိုကန်စေးတို့လို့ခေါ်တဲ့ဒီခိုက်ကိုဟိုကန်စနစ်ပေါ့နော်စနစ်ကိုတီထောင်ထားကြအောင်ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်တဲ့ဆိုတော့ဒါကဘာပြောရလဲဆိုလို့ရှိရင်ခိုက်ကိုဟိုကန်ဟိုမှာကခိုက်ကိုလိုအပ်တဲ့သူတွေအတွက်စုံငံလို့ခေါ်တဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်ထားပြီးကိုရက်တည်နိုင်မှုအတွက်တဲ့ခိုက်ကိုဟိုကန်စေးတို့တီထောင်ထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်တဲ့ပြောချင်တာကတော့ခိုက်ကိုဟိုကန်စေးတို့ဖော်ပြထားတီထောင်ထားတယ်ပေါ့ကွယ်ခိုက်ကိုဟိုကန်ဟိုမှာဒီစုံငံကိုဟိုကြည့်လို့ဖို့အတွက်ခိုက်ကိုလိုအပ်တဲ့သူတွေမှာခိုက်ကိုလိုအပ်တဲ့သူတွေရမှာစုံချောကိုဟိုကြည့်လို့ဖို့အတွက်ခိုက်ကိုဟိုကန်စေးတို့ဖွဲ့စည်းထားတယ်အဲ့ဒါကိုပဲပြောတာနော်โอเคじゃあအမှဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဖွဲ့စည်းထားလဲဆိုတာကိုအောက်ကဇယားကွက်ကလေးတွေမှာတွားကြည့်မယ်ခိုင်ကိုဟိုခံဟိုးလို့ခေါ်တဲ့ခိုင်ကိုဟိုခံစနစ်ပေါ့နော်ခိုင်ကိုဟိုခံဥပဒေပေါ့နော်ဆိုအဲ့ဒီခိုင်ကိုဟိုခံဟိုးရမှာဒိုင်အီချီဂျောမှာဒိုင်အီချီဂျောမှာဖော်ပြထားတာကခနိုဟိုလီဇဝါတဲ့ဒီဥပဒေကတဲ့ဒီကွင်းဆောင်ကမိတ်တွေမှာပေးထားတဲ့ဟာလေးကလေချူလီယာခုလို့ဖတ်တယ်သူကကြတော့အဲ့ဂျားထဲမှာမလို့ဒီဒိုးတွေကိုအတင်မေးဒီထဲမှာရှင်းပြချက်မှာမပါတဲ့အရာတွေခြံလက်ထားတဲ့ဆိုရင်အတိတ်ပဲဒီမှာတခြားစာပိုက်တွေဒီဥပဒေမှာတခြားစာပိုက်တွေပါသေးတယ်အဲ့ဒါကိုခြံလက်ထားတဲ့ဆိုရင်အတိတ်ပဲเนาะဒီချူလျာခုဆိုရင်အတိတ်ပဲလေးอ่ะเนาะโอเคနောက်ကောက်ဆက်သွားမယ်ရောခိုင်ကိုဂျောတိုင်းတူနာရီဆိုတော့ခိုင်ကိုလိုအပ်တဲ့အခြေအနေကိုဖြစ်လာတဲ့သူတွေအဲ့မှာလည်းပဲဂျားထဲမှာစာပိုက်တွေရှိတယ်ဒါကိုခြံလက်ထားတယ်ဆိုတော့ချူလျာခုလေးပေးတာเนาะပြီးရင်အဲ့ဒါလေးကိုချူလျာခုလေးကိုအမကြော်ပြီးတော့ပြောသွားပေးမယ်เนาะပြီးလို့ရှိရင်ဒီမှာကခိုင်ကိုကိုယောစုရုခိုင်ကိုကိုယောစုရုเนาะအဲ့လိုမျိုးပြောလိုက်မယ်เนาะခိုင်ကိုကိုယောစုရုမိုနိုတိုနီစီတဲ့ဆိုတော့ဒီခိုင်ကိုလိုအပ်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ခိုရေရာနိုမိုနိုကစုံငံဟိုကြည့်ရှိအဲ့ခိုရေရာနိုမိုနိုဆိုအဲ့ဒီလူတွေကဂုံတိတ်ခါကိုထိမ့်သိမ့်ထားပြီးそのユースル能力に応じ自立した日常生活を営むことができるよそのကိုမှရှိနေတဲ့စွမ်းရည်တွေအလိုက်ကိုယ်တိုင်ရည်တည်နိုင်တဲ့နေ့စဉ်ဘဝကိုနေထိုင်မှုအတွက်ခိုင်ကိုဟိုကန်စေးတို့မိုခဲဆိုတော့ခိုင်ကိုဟိုကန်ဥပဒေပေါ့နော်ခိုင်ကိုဟိုကန်စနစ်ကိုတည်ထောင်လိုက်တယ်ပြီးလို့ရှိရင်ဖူကူရှိနောဇိုရှင်ကိုဟာကာရုကိုတိုကိုမကုတကီတိုဆူရုဆိုတော့ဒီဖူကူရှိတိုးတက်ကောင်းမွန်ရေးကိုရည်ရွယ်ပါတယ်ဆိုပြီးပြောထားတာအဲ့တော့ဒီစာပိုက်တစ်ခုလုံးကြီးကိုပြောရလို့ရှိရင်ကွယ်ဒီခိုင်ကိုဟိုကန်ဟိုးမှာကခိုင်ကိုဟိုကန်ဟိုဒိုင်းအီစီကျော်မှာဆိုလို့ရှိရင်ဒီဥပဒေကဒီခိုင်ကိုလိုအပ်တဲ့သူတွေအတွက်လုပ်ထားတာခိုင်ကိုလိုအပ်လာပြီးအဲ့ဒီလူတွေကခိုင်ကိုလိုအပ်တဲ့သူတွေအနေနဲ့ဆိုရင်အဲ့ဒီလူတွေကလေးစားခြင်းကိုသူတို့ရဲ့မှာဆွမ်းချောကိုဟိုကြည့်လို့ရမယ်เนาะလေးလေးစားစားဆက်ဆံမှုတွေကိုထိမ့်သိမ်းထားရမယ်လေးလေးစားစားဆက်ဆံမှုတွေဂုံတိတ်ခါတွေပေါ့เนาะဂုံတိတ်ခါတွေကိုထိမ့်သိမ်းထားမယ်ပြီးလို့ရှိရင်နောက်တစ်ခုကသူတို့ရဲ့မှာရှိနေတဲ့စွမ်းဆောင်ရည်တွေနိုးလျော်ခုတွေကိုစွမ်းဆောင်ရည်တွေကိုတို့တွေကပို့ပြီးတော့ကောင်းမွန်အောင်ပြီးအဲ့စွမ်းဆောင်ရည်တွေအလိုက်တိုးတက်ကောင်းမွန်မှုနေ့စဉ်ဘဝမှာနေထိုင်နိုင်မှုကုညီဆောင်ရွက်ပေးရတဲ့စနစ်เนาะဒါတွေကိုပြောတာပဲเนาะအဲ့တော့အဓိကကတော့ဖူကူရှိကိုတိုးတက်ကောင်းမွန်မှုအတွက်ရည်ရွယ်ပါတယ်ဒီဥပဒေကเนาะဆိုတော့အဲ့ဒါလေးပါပဲဆိုတော့ဥပဒေအကြောင်းနေဆိုတော့နည်းနည်းလေးစာအကြောင်းကနည်းနည်းလေးရှုပ်တယ်เนาะโอเคじゃနောက်တစ်ခုနံပါတ်4မှာဆိုလို့ရှိရင်ကြတော့ရှောခိုင်ရှာခီဟွန်ဟိုတဲ့နော်ခိတေရှောခိုင်ရှာခီဟွန်ဟိုမှာပါတယ်ဒီသတ်မှတ်ထားတဲ့အရာတွေကိုတစ်ချက်သွားကြည့်မယ်ရှောခိုင်ရှာခီဟွန်ဟိုတဲ့ဝါဆိုတော့ရှောခိုင်ရှာခီဟွန်ဟိုမှာဆိုလို့ရှိရင်ပေါ့နော်ရှောခိုင်နော်ဥမူနီခကာဝါရာစုရှောခိုင်နော်ဥမူနီခကာဝါရာစုဆိုတာရှောခိုင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရှောခိုင်ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေရှောခိုင်ဆိုတာကချို့ရင်းတာမတန်ဆွမ်းတာကိုပြောတာပေါ့နော်ဥမာမတန်ဆွမ်းမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဆိုတဲ့အဓိပ္ပာယ်စုဘက်တဲ့နော်ကိုကူမင်းဆိုတော့တိုင်းသူပြည်သားအားလုံးနော်နိုင်ငံသားအားလုံးကခီယွန်တက်ခိဂျင်းခံကိုကျော်ယူစုရကိုတိုမေကီရှိတဲ့ဤရူတဲ့အဲ့တော့ခီယွန်တက်ခိဂျင်းခံဆိုတာကကြတော့အခြေခံလူအခွင့်အရေးတွေကိုရရှိပိုင်ဆိုင်ကြောင်းရှင်းလင်းစွာဖော်ပြထားပါတယ်တဲ့ပြောချင်တာကနာမည်ကတော့ရှောကိုင်းရှာခီယွန်ဟို
လို့ပြောတယ်အဲ့တော့ရှောကိုင်းရှာခီယွန်ဟိုဆိုတော့ तू ကရှောကိုင်းရှိတဲ့သူတွေပဲလားလို့ထင်မိတယ်မဟုတ်ဘူးရှောကိုင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတိုင်းသူပြည်သားအားလုံးကအခြေခံလူအခွင့်အရေးကိုပိုင်ဆိုင်ရမယ်ရရှိသင့်မယ်ဆိုပြီးတော့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်တဲ့ဒီဥပဒေကနော်ဆိုတော့အောက်မှာတစ်ချက်သွားကြည့်မယ်ရှောကိုင်းရှာခီယွန်ဟိုဒိုင်းအီချီဂျောမှာဆိုလို့ရှိရင်ကြတော့ဒီအီချီဂျောမှာနော်အီချီဂျောမှာဆိုလို့ရှိရင်ဇန်လျာကုဆိုတာလေးပါလာပြန်ပြီနော်ဇန်လျာကုဆိုတာကကြတော့ဒီသူ့ရဲ့ရှေ့မှာရှိတဲ့စာပိုက်တွေကိုခြံလှက်ထားတယ်ဒီထဲမှာထည့်သွင်းမထားဘူးဆိုတဲ့အဓိပ္ပာယ်တကယ်ဥပဒေစာအုပ်ကြီးမှာတော့ပါမှာပေါ့နော်အဲ့တော့စုဘက်တင်တော့ခိုကူမင်းကဆိုတော့နိုင်ငံသားအားလုံးကတဲ့ရှောကိုင်းတော့ဥမူနီခါကာဝါရာစုခုနအတိုင်းပဲနော်ဥမူနီခါကာဝါရာစုဆိုတာကရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးနော်ရှောကိုင်းရှိခြင်းမရှိခြင်းမတန်ဆွမ်းမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဟီတိုရှိကုခီဟွန်တက်ခီချင်းကန်ကိုကျော်ယူするかけがえのない個人として尊重されるものであるとの理念にのっとりဆိုပြီးပေးထားတယ်ပေါ့နော်ဆိုတော့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ဒီတူညီတာနော်တူညီတဲ့အခြေခံလူအခွင့်အရေးတွေကိုတဲ့ဒီမှာပိုင်ဆိုင်တာနော်ပိုင်ဆိုင်ပြီးတော့အစားထိုးမရတဲ့ပုံကိုတူခါခဲကရဲ့နော်နိုင်ကိုချင်းနော်အစားထိုးမရတဲ့ပုံကိုတူအဖြစ်စွန်ကြောဆိုတာစားရလို့ဆိုကြတော့ဒါလေးစားခံရမယ်ပေါ့နော်လေးစားခံရမယ်ဆိုတဲ့အယူအဆပေါ်မှာအခြေခံထားပါတယ်တဲ့ဆိုတော့ဒီတပေါ်လောင်းကဆိုလို့ရှိရင်လူတွေကရှော့ကိုင်းပြည်သူလူသားတွေကပေါ့နော်ပြည်သူလူထုကရှော့ကိုင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအကုန်လုံးကအခြေခံလူအခွင့်အရေးတွေကိုပိုင်ဆိုင်ရမယ်ပိုင်ဆိုင်ပြီးတော့အစားထိုးမရတဲ့ပုံကိုဆိုတာဘာကိုပြောရလဲဆိုတော့တို့တွေကအစားထိုးမရတဲ့ပုံကိုလို့ဒီလိုချင်းတကယ်ကိုအဲရိုက်ဖြစ်တဲ့သူတွေပဲထင်တာလေနော်အဲ့လိုမဟုတ်ဘူးလူသားတိုင်းကတန်မိုးရှိတယ်လူတစ်ယောက်ချင်းစီတိုင်းကတန်မိုးရှိတယ်ဒီလူတစ်ယောက်ရဲ့အသက်လူတစ်ယောက်ရဲ့အခွင့်အစားထိုးလို့မရဘူးဆိုတဲ့အထိပ္ပယ်ကိုပြောထားတာနော်ဆိုတော့အဲ့လိုမျိုးအစားထိုးမရတဲ့ပုံကိုဆိုတာအဲ့ဒီအထိပ္ပယ်ကိုပြောတာပါအဲ့ကြောင့်မို့တဦးချင်းကလေးစားမှုခံရမယ်လေးစားခံရတယ်ဆိုတဲ့အယူအဆပေါ်မှာအခြေခံပြီးတော့ဒီဥပဒေကိုဖွဲ့စည်းထားတာဖြစ်ပါတယ်တဲ့โอเคအဲ့ဆိုဒါလေးရမယ်เนาะဆိုတော့အဲ့ဒါပြီးလို့ရှိရင်ねဒီဘေးဟာလေးကိုတစ်ချက်ကြည့်ကြည့်ရအောင်ယောကျော်ယူဆိုပြီးတော့ဒီဘက်ဘေးလေးမှာပြောတာလေဒီပါစာအုပ်ပုံလေးနဲ့เนาะကျော်ယူဆိုတာလေးဒီကျော်ယူဆိုတဲ့စကားလုံးလေးကိုကြည့်မယ်ကျော်ယူဆိုတာက तू ကခန်းလီရနိုးလီယကုနာတော့ဥမာရဲနငါရumare nangara ni motte iru koto ပေါ့နော်ဆိုတော့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်မမြင်ရဘူးလားမသိဘူးနော်ဒီကောင်လေးကကြာတော့ तू ကအခွင့်အရေးတွေနော်ခန်းလီဆိုတာကအခွင့်အရေးတွေပြောတာအခွင့်အရေးတွေနဲ့နိုးလျော်ခုနာတော့ဆိုတော့ကြာတော့ဒီစွမ်းဆောင်ရည်တွေကိုတဲ့ umare nangara ni motte iru koto နော်နော်အဲ့ဒါကဘာကိုပြောလဲဆိုတော့မွေးရပါကိုပြောတာမွေးရပါပိုင်ဆိုင်ထားခြင်းကိုဆိုလိုတာတဲ့ကျော်ယူဆိုတဲ့အဓိပ္ပာယ်ကအခွင့်အရေးတွေစွမ်းရည်တွေကမွေးရပါပိုင်ဆိုင်ထားတယ်လို့ဆိုလိုတာနော်ဒီစကားလုံးလေးကနှလုံးထဲပဲနော်ဒါမဲ့လို့သူ့ရဲ့အဓိပ္ပာယ်ကတော်တော်လေးဖြစ်တယ်တော်တော်လေးနည်းနည်းတယ်အခွင့်အရေးတွေစွမ်းရည်တွေကိုမွေးရပါပိုင်ဆိုင်ထားခြင်းကိုဆိုလိုတာတဲ့ကျော်ယူอ่ะအဲ့တော့လူတယောက်မွေးလာပြီဆိုလို့ရှိရင်လူတိုင်းမှာသူ့ရဲ့အားသာချက်အားနည်းချက်ဆိုတာရှိတယ်ကွယ်ဆိုတော့ပြီးလို့ရှိရင်သူတို့ရဲ့မွေးလာခဲ့တယ်လို့သူတို့မှာအခွင့်အရေးဆိုတာရှိတယ်ကလေးပဲဖြစ်လူကြီးပဲဖြစ်အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေပတ်စံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပညာတတ်သည်ဖြစ်စေမတတ်သည်ဖြစ်စေလူတိုင်းမှာသူ့ရဲ့အခွင့်အရေးရှိတယ်အဲ့လိုပဲလူတိုင်းမှာသူတို့ရဲ့စွမ်းရည်တွေလည်းရှိတယ်အဲ့တော့အခွင့်အရေးတွေစွမ်းရည်တွေကမွေးရပါပိုင်ဆိုင်ထားခြင်းကိုကျော်ယူဆိုတဲ့စကားလုံးနဲ့ဖော်ပြတာနော်မွေးရပါပိုင်ဆိုင်ထားခြင်းကိုကျော်ယူလို့ခေါ်ပါတယ်တဲ့ဆိုတော့ဒီမှာလေဒီနံပါတ်၄မှာပြထားတဲ့ကျော်ယူဆိုတဲ့စကားလုံးလေးကိုသူကပြန်ပြီးတော့ရှင်းပြထားတာနော်ဒီမှာ star လေးနဲ့ပြထားတယ်โอเคကြာဆိုလို့ရှိရင်နောက်တစ်ခုသွားပါမယ်ရှင်နောက်တစ်ခုကကြတော့ဒီမှာရှောကိုင်းရှာနော်ရှောကိုင်းရှာနော်နိချိကျော်စေကဇုအိုယောဘီရှာကိုင်းစေကဇုကိုဆိုကောတကီနိရှီယန်စရူတမဲနော်ဟိုလီဇုဆိုတဲ့ခေါင်းစဉ်ပေးထားတယ်ဒီအမေကြီးနဲ့နော်ဟိုလီဇုပြီးလို့ရှိရင်ရှောကိုင်းရှာဆိုကောရှီယန်ဟိုဒေနော်ခိတေဤဆိုပြီးတော့နော်ဒီမှာခေါင်းစဉ်အမေကြီးနဲ့ပေးထားတယ်အဲ့တော့ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့သင်ရမှာအဲ့တော့သူတို့နဲ့ပတ်သက်ပြီးတော့အောက်မှာဆိုလို့ရှိရင်ရှောကိုင်းရှာဆိုကောရှီယန်ဟိုဒေဝါဆိုတော့ဒါရဲ့နာမည်တစ်ခုဆိုဒီတိုင်းလေးပဲမှတ်ထားပေါ့နော်ရှောကိုင်းရှာဆိုကောရှီယန်ဟိုနော်ရှောကိုင်းရှာဒီဟာလေးကဆိုကောလို့ခေါ်တယ်ဆိုကောရှီအန်ဟိုနော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒီဥပဒေမှာဆိုလို့ရှိရင်ရှောကိုင်းရှာကစုံကန်အိုဟိုကြီးရှိဆိုတော့ဒီမှာကျတော့ရှောကိုင်းရှာမတန်ဆန်းတဲ့သူတွေကကိုယ့်ရဲ့မိမိရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းရမယ်ပြီးလို့ရှိရင်ဂျီလစ်စတာစေကဆိုဤတိုနာမေရူယောနာချီခီရှာကိုင်းနော်
จิตกันนี่ဆိုပြီးတော့ပေးထားတယ်ဆိုတော့ဂျီလစ်ဆိုတာစေကဆိုတာကဒါကကိုကိုတိုင်းရက်တည်နိုင်တဲ့ဘဝကိုနေထိုင်နိုင်မှုအတွက်ဒေတာဆိုင်ရာလူမှုအတိုင်းဝိုင်းเนาะဒေတာဆိုင်ရာလူမှုအတိုင်းဝိုင်းเนาะလူမှုအတိုင်းဝိုင်းကိုတဲ့စုဘက်တဲ့နော်ကိုလူမှုအတိုင်းဝိုင်းကိုသူကဖော်ဆောင်ရမှာပေါ့เนาะလူမှုအတိုင်းဝိုင်းကိုဒီမှာဂျီစုကန်ဆိုတော့ကြတော့လေဖော်ဆောင်ရဖို့အတွက်တဲ့စုဘက်တဲ့နော်ကိုကူမင်းကကျော်လီကိုစုရုခုတို့ကမို့သူမဲလာတဲ့ဤရူရဲဆိုဒီမှာကြတော့ဒီနိုင်ငံသားအားလုံးကပူပေါင်းဆောင်ရွက်ရမယ်လို့သတ်မှတ်ထားတာเนาะဒီတစ်ခုလုံးပြောလို့ရှိရင်ကွယ်ရှောကိုင်းရှာနော်ရှောကိုင်းရှာဆိုးကိုရှီယန်ဟိုးဆိုတာကရှောကိုင်းရှာသမားတွေကိုရှောကိုင်းရှာသမားတွေကကိုယ့်ရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ့်ပြီးတော့ကိုကိုယ်တိုင်ရည်တည်နိုင်တဲ့ဘဝကိုနေထိုင်နိုင်မှုအတွက်ရှောကိုင်းရှာသမားတွေကကိုယ့်ရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ့်ဖို့ပြီးရင်ကိုကိုယ်တိုင်ရည်တည်နိုင်မှုအတွက်ဆိုလို့ရှိရင်ဒေသဆိုင်ရာလူမှုအတိုင်းဝိုင်းတွေကဖော်ဆောင်မှုနိုင်ငံသားအားလုံးတွေကပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့အထိပဲနော်နိုင်ငံသားအားလုံးကပူးပေါင်းဆောင်ရွက်ရပါမယ်တဲ့ဒီရှော့ကိုင်းရှာသမားတွေသူတို့ရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းနိုင်မှုသူတို့ကိုယ်တိုင်ရည်တည်နိုင်မှုအတွက်ပြည်သူလူသားအားလုံးကကျော်လျက်ကိုလုပ်ရမယ်နော်အဲ့တော့ဒီမှာအနီရောင်လေးနဲ့ပေးထားတဲ့ချီခီရှာကိုင်နော်ချီခီရှာကိုင်နော်ဂျစ်စုကန်ဆိုတာကဒီဒေသဆိုင်ရာလူမှုအတိုင်းဝိုင်းကိုဖော်ဆောင်မှုဆိုတဲ့အတိတ်ပဲအဲ့တော့ဒီဥပဒေကဒါကိုဖော်ဆောင်မှုဘယ်သူတွေကကျော်လျက်ကိုလုပ်မယ်ဆိုရင်စုဘက်တဲ့နော်ခုမရကျော်လျက်ကိုလုပ်ရမှာအဲ့လိုမျိုးနော်โอเคအားပြီးလို့ရှိရင်အောက်ကဥပဒေလေးကိုဆက်ပြီးတော့တွားကြပါမယ်အဲ့တော့အောက်မှာကရှောကိုင်းရှာဆိုကိုရှီယန်ဟိုဒိုင်အီချီဂျောဆိုပြီးပေးထားတယ်เนาะအဲ့တော့ဒီဥပဒေလေးเนาะရှောကိုင်းရှာဆိုကိုရှီယန်ဟိုမှာပါတဲ့ဒီနံပါတ်1ပေါ့เนาะအခန်း1မှာဖော်ပြထားတာလေးရဆိုလို့ရှိရင်ねဟိုလီဇဝဆိုတော့ဒီဥပဒေမှာဆိုလို့ရှိရင်ねရှောကိုင်းရှာအိုယောဘီရှောကိုင်းဂျီက基本的人権を共有する個人としての尊厳にふさわしい日常生活または社会生活を営むことができるようで。စာကြောင်းကတော့နည်းနည်းလေးရှိသွားတယ်နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်မတန်ဆွမ်းတဲ့သူတွေနဲ့မတန်ဆွမ်းကလေးတွေနော်မတန်ဆွမ်းတဲ့သူတွေပြီးလို့ရှိရင်ဒီမှာမတန်ဆွမ်းတဲ့ကလေးတွေကတဲ့အခြေခံလူအခွင့်အရေးခီဟွန်တက်ခိဂျင်းကန်ဆိုတာအခြေခံလူအခွင့်အရေးကိုတဲ့ပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေအဖြစ်နော်ပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေအဖြစ်ဘယ်လိုပြောပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေအဖြစ်မဟုတ်တော့ဒီကိုယ့်ရဲ့မှာဂုံတိတ်ခါနဲ့ကိုက်ညီတဲ့နော်ကိုယ့်ရဲ့ဂုံတိတ်ခါနဲ့ကိုက်ညီတဲ့နေ့စဉ်လှုပ်ရှားမှုနေ့ချီကျော်စေကဆိုတော့လေကိုယ့်ရဲ့ဂုံတိတ်ခါနဲ့ကိုက်ညီတဲ့နေ့စဉ်လှုပ်ရှားမှုတွေပြီးလို့ရှိရင်လူမှုဘဝကိုနေထိုင်နိုင်မှုအတွက်ဆိုတာဒါတစ်ဖြတ်ပေါ့နော်အဲ့တော့ကိုဘဝနဲ့ကိုက်ညီတဲ့နေ့စဉ်နေထိုင်မှုတွေပြီးလို့ရှိရင်လူဂုံတိတ်ခါနဲ့ကိုက်ညီတဲ့နေ့စဉ်လူမှုနေထိုင်မှုဘဝတွေအတွက်တဲ့ဆိုပြီးနောက်ထပ်ဆက်ပြီးတော့ပြောဦးမှာနော်ဒီဟာကအဲ့တော့ဒီမှာရှီအန်အိုဆိုကိုတက်ခီနီအိုကိုနာအီဆိုတော့ပံပိုးကူညီမှုတွေကိုအပြည့်အစုံဆောင်ရွက်ရမယ်တဲ့နော်အဲ့တော့ပံပိုးကူညီမှုတွေကိုတို့တွေကအပြည့်အစုံဆောင်ရွက်ရမယ်ပြီးလို့ရှိရင်ရှောကိုင်းနော်ဥမူနိခကာဝါရာစုဆိုတော့မတန်ဆွမ်းမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါလည်းခုနလည်းပါပြီးသားနော်国民が総合に人格と個性を尊重し安心して暮らすことのできる地域社会の実現に寄与することを目的とするဆိုပြီးတော့သူ့ရဲ့目的လေးနော်目的လေးအဲ့တော့ဒီမှာဆိုလို့ရှိရင်ရှော့ကိုင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ国民がဆိုကိုနီဆိုတာကကြတော့ဒီတိုင်းနိုင်ငံသားအချင်းချင်းကပေါ့နော်အချင်းချင်းလို့ခေါ်တယ်နော်ဒီဆိုကိုအချင်းချင်းကဂျင်းကခုတိုခိုစေးနော်ဆိုတာကဒီတယောက်ချင်းစီလူတဦးချင်းစီမှာဂုံတိတ်ခါနဲ့ကိုပိုင်ထူးခြားမှုတွေဂျင်းကခုတိုခိုစေးနော်ဆုံးချောနော်အဲ့တော့ကိုပိုင်ထူးခြားမှုတွေကိုလေးစားရမယ်ပြီးလို့ရှိရင်အန်ရှင်းရှိတဲ့ဆိုတော့ကြတော့စိတ်ချလုံခြုံရမယ်လုံလုံခြုံခြုံနဲ့အဲ့လိုနေထိုင်နိုင်တဲ့လူမှုအတိုင်းဝိုင်းကိုဖော်ဆောင်မှုရည်ရွယ်ပါတယ်တဲ့ဆိုတော့ဓာတ်တစ်ခုလုံးကဘာလဲဆိုလို့ရှိရင်ကွယ်အဲ့တော့ရှော့ကိုင်းဖြစ်နေတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်လည်းရှော့ကိုင်းဖြစ်နေတဲ့ကလေးတွေသူတို့တွေကကိုယ့်အခွင့်အရေးအခြေခံလူအခွင့်အရေးကိုပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေအဖြစ်ရမယ်ပြီးလို့ရှိရင်သူတို့ရဲ့မှာဂုံတိတ်ကနဲ့ကိုက်ညီနေစဉ်ဘဝကိုနေထိုင်နိုင်ရမယ်အဲ့ဒါတစ်ခုတစ်ချက်နောက်တစ်ချက်ကကြတော့အဲ့ဒါနဲ့ပဲမှာရှော့ကိုင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီနိုင်ငံသားအချင်းချင်းကနော်လူတယောက်ရဲ့ဂုံတိတ်ခါနဲ့ကိုယ်ပိုင်ထူးခြားမှုတွေကိုလေးစားပြီးတော့စိတ်ချလုံခြုံတဲ့နေထိုင်မှုလူမှုအတိုင်းဝိုင်းကိုဖော်ဆောင်မှုရည်ရွယ်ပြီးတော့ဒီဥပဒေကိုသတ်မှတ်ထားတာဖြစ်ပါတယ်ဆိုပြီးတော့ပြောထားတာနော်โอเคじゃあအဲ့ဒါပြီးနောက်တစ်ခုနော်
နောက်တစ်ခုကကြတော့ဒီမှာရှောခိုင်ရှာဆိုကိုချီအန်ဟိုဒိုင်ဆန်ဂျောဆိုပြီးပေးထားတယ်ဒီမှာဒိုင်ဆန်ဂျောနော်ဒီမှာဆိုလို့ရှိရင်စုပဲတင်တော့ကိုကူမင်ဝဆိုလို့ရှောခိုင်နော်ဥမူနီကကဝါရာစုဆိုတော့နိုင်ငံသားအလုံးကမတန်ဆန်းမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါပဲပါလာသေးရဲ့နော်ရှောခိုင်ရှာတော့ကဂျီလီဆူစတာနိချီချောစေကဇောမတာဝါရှာကိုင်စေကဇောအီတိုနာမေရူယောနာချီခိရှာကိုင်နော်ဂျစ်စကန်နီခီယိုလီယိုကူဆူရူယောစတိုမနာခေရဘာနာရာနိုင်ဆိုပြီးပေးထားတယ်နော်ဆိုတော့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ဒီရှောကိုင်းရှာတော့ကဂျီလီဆူစတာဆိုတာကမတန်ဆန်းတဲ့သူတွေကကိုယ်ရက်တည်နိုင်မို့နော်နိချီကျော်စေကဆိုနေ့စဉ်ဘဝဒါမှမဟုတ်လို့ရှိရင်ရှာကိုင်းစေကဆိုလူမှုဘဝတွေမှာတဲ့သူကနေထိုင်နိုင်တဲ့လူမှုအတိုင်းဝိုင်းကိုဖော်ဆောင်ရန်ပူးပေါင်းကူညီဖို့စ조사ရမယ်မစ조사လို့မရဘူးဆိုတော့စ조사ရမယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့စုပဲတင်တော့ကိုကူမင်းနော်နိုင်ငံသားအားလုံးကပူးပေါင်းကူညီရမှာနော်အစိုးရတယ်မဟုတ်ဘူးနော်ဆိုတော့ဒါကဒီရှောကိုင်းရှာရမဒီဥပဒေထဲမှာသတ်မှတ်ထားတာပေါ့နော်အဲ့တော့ဒီဥပဒေလေးအကြောင်းဖြစ်ပါတယ်ရှင်အဲ့တော့ဒီအောက်ကကြတော့နည်းနည်းတော့အရှိစာပိုက်ကရှိတယ်သူကလေမာရူဘတ်ချက်ကူလေးဆိုတော့တစ်ချက်လောက်ကွက်ကိုဖတ်ကြည့်ကြည့်ပေးနော်ဖတ်ကြည့်ကြည့်ပေးနော်အဲ့တော့ဒီဟာကတော့ဒီအခန်း1မှာပါတဲ့ခေါင်းစဉ်အသေးလေးနံပါတ်1ဖြစ်ပါတယ်အခန်း1မှာကသူက2ခုပါတာပေါ့နော်သူ့ရဲ့မှာတင်ရမယ့်ဟိုဟာက2ခုရှိပါတယ်1ရဲ့အခန်း1ရဲ့1နင်းကန်နင်းကန်လီကိုင်တိုစွန်ချောဆိုတဲ့အပိုင်းရဲ့နောက်တစ်ခုကကြတော့ခိုင်ကော်နီအိုကေရုစွန်ချောနော်ဟိုဂျီဂျီလီဆူရှီယာဆိုတဲ့အပိုင်းရဲ့2ခုတင်ရပါခေါင်းစဉ်လေးဒီ2ခုကိုတင်ရမှာเนาะအခုကပထမတစ်ခုပြီးသွားပါပြီနောက်ဗီဒီယိုမှာဒုတိယတစ်ခုကိုဆက်ပြီးတော့ပြောပါမယ်ရှင်ဟိုက်お疲れ様です。ありがとうございます。